ထိတ်ကိုစပင်သွားညက်မယ်ဆိုရကနေပြီးတော့တိုနီထွန်းထွန်းကိုရောက်သွားခဲ့ပါတယ်။ဆန်ဒေးပိတ်ရက်ဆိုတော့ဆိုင်မှာလူတွေများပါတယ်။ဧပြီအရင်ဆုံးပိုကင်လောက်ထားပြီးတော့နှာဆောင်လိုက်ရပါတယ်။ဒီနေ့ဧပြီကခေါင်းလျှော်ပြီးတော့စပင်ညက်မှာပါ။ဒီလိုမျိုးစပင်ဆိုင်တွေကိုသွားပြီးတော့စပင်ကိုမဖြောင်းမကောက်ရီပေါင်းမလုပ်ဘဲနဲ့ပြန်လာခဲ့တာကဒါဧပြီရဲ့ first time ပါပဲ။ဧပြီတစ်နှစ်ကို2ကြိမ်လောက်စပင်ဆိုင်တွေသွားဖြစ်တယ်ပေါ့နော်။သွားတဲ့အချိန်မှာလည်းအမြဲတမ်းဖြောင်းရင်ဖြောင်းမဟုတ်ရင်ကောက်တယ်။မဟုတ်ရင်ရီပေါင်းလုပ်ပြီးမှဧပြီပြန်လာတတ်တယ်ပေါ့နော်။ဒီခေါက်ကတော့ဧပြီရဲ့စပင်ကလည်း chemical တွေထိနေပြီးတော့အလစ်တက်လေးပျက်စီးနေပြီဆိုတော့စပင်ကိုဘာမှမလုပ်တော့ဘဲနဲ့ညှက်ပြီးတော့ပဲပြန်လာခဲ့ပါတယ်။ဆိုင်မှာလူတွေအရန်ကြနေလို့စပင်ညှက်ပြီးမဲ့ဆရာမအားသေးရနဲ့ဧပြီခဏထပ်ပြီးတော့တောင်းလိုက်ရပါတယ်။ဒါကတော့ဧပြီညှက်လို့ပြီးသွားတဲ့ပုံစံလေးပါ။ဧပြီဒီနေ့ညှက်ခဲ့တဲ့စပင်ကကြတော့လေယာကပ်ပေါ့နော်။သူကအိမ်မှာလည်းအမြဲတမ်းကိုယ့်ဘာသာကိုပုံသွင်းပေးဖို့လိုပါတယ်။ဧပြီခေါင်းလျှော်ပြီးတော့စပင်ညှက်တာစုစုပေါင်း4600ကျပါတယ်။ဒါပေမဲ့ဧပြီလိုချင်တဲ့ပုံစံလေးရလို့ပြောပါတယ်။နောက်တဲ့ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ရှင်။ကျေးဇူးပါ